autism ဆိုတာနိုင်ငံကလေးကအုံနောက်လှုပ်လှုပ်ပေါ်ဟာ 哎呦我的妈！ ထူးခြားကွက် ငါဘာမှမပြောဘူးလေ နှစ်ကန်ရွယ်ကလေး ဩ ပြတာဒီအများအားဖြင့် autism ဘူးမှမပြောပြတဲ့ကေဩ လက္ခဏာတွေက စရရဖြစ်မယ်ဟဲ့လုံးလုံး 哎呦我的妈！ မဖော်ပြတယ် ညောင်ညောင်မပြနေလေဘလူကြီးတို့ တီးခြားဖြစ်နေတတ်ပါတယ်ခြားသူတွေနဲ့မျိုးလုံးကြည့်မစောအောင်ရှောင်းတယ် စီးထိုးတာလားမသိပါဘူး နဲ့ပဲအမြဲတမ်း 哎呦我的妈！ အမလေးတော့ဘာခဏခဏအမှုပြခဲ့ကြတော့ငါတို့နဲ့ဘာကြိုက်လို့တော့ကြီးတယ်လူကြီး အပြောင်းမလဲလောက်ကန် ကြီးတယ်လူကြီးကြီးတယ် အနည်းငယ်အပြောင်းလဲဖြစ်သွား အမေပွားစီလုပ်ပြလိုက်တယ် ပြီးတော့ချိန်ကြ အေးလို့ဘာမှမဟုတ်ဒါသူညမသူ့အမကိုစရတာဖြစ်လိမ့်မယ်ငါကြည့်ပြီးခဏခဏပုတ်ပြခံလို့နင်တို့ကြည့်ပြတယ်နင်တို့လည်းကြည့်တဲ့လူတွေပုတ်ပြခံအောင်ငါတယောက်တည်းဘယ်တော့မှခံဘူးလို့တော့